effect နဲ့ lock screen အလန်းစားလေးတွေဘယ်လိုထားရမလဲဆိုတာကိုသိကြလား lock screen မှာဘယ်လိုအပြောင်းလဲလေးတွေဖြစ်သွားလဲဆိုတာကိုမသိသေးဘူးဆိုရင်တော့အခုဗီဒီယိုလေးကိုလိုက်လုပ်လိုက်တော့နော် lock screen ကိုရုပ်ကြွ 3D effect လုပ်ဖို့ကအရန်ကိုလွယ်လုပ်ဖို့အစစ်အစင်ကိုပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ lock screen ကိုဖြည့်လိုက်ပါပြီးတော့ရင်တော့အပေါင်းလက္ခဏာကိုနှိပ်လိုက်ပါတော့ရင်ကိုထားခြင်းတဲ့ပုံကိုရွေးလိုက်ပါဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီခုလုံးလေးကိုအုံပေးလိုက်ပါအဲ့ဆိုလို့ရှိရင်တော့ 3D ရုပ်ကြွပုံစံကိုရသွားပါပြီ lock screen မှာ widget တွေလည်းအများကြီးထည့်လို့ရတယ် widget တွေကိုအပေါ်အောက်ကိုစိတ်ကြိုက်နေရာချထားလို့ရပါတယ်ပြီးတော့လို့ရှိရင် cloud style ကိုလည်းအကြီးအသေးလိုချင်တဲ့ပုံစံပြောင်းလို့ရတယ်နိုင်ရဲ့ color အရောင်ပြောင်းတာပြီးတော့ရင်နောက်ခံ glass ပုံစံလား solid ပုံစံလားကိုစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်နောက်ထပ် Microsoft feature တစ်ခုကတော့ဖုန်းကိုအသွင်းထားတဲ့အချိန်မှာဆိုရင်ဖုန်းအားပြေဖို့ဘယ်လောက်ကြာအောင်လဲဆိုတဲ့ reminding time ကို lock screen မှာပြပေးရပါပဲဥပမာအသွင်းညှို့ထိုးထားမယ်ဆိုရင်တော့ 80% ရဲ့35 minutes ဆိုပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကိုဖုန်းကဘယ်ချိန်မှာအားပြေမလဲဆိုတာကိုအလွယ်တကူသိနိုင်ပါတယ်က N126 မှာ lock screen ကို 3D effect တွေနဲ့ widget တွေကိုစိတ်ကြိုက်ပြင်လို့ရပြီနော်ဒါအပြင်ကိုမှ lock screen ကိုဖွင့်ပြီးတော့ home screen တစ်ခုလုံးကို liquid glass ပုံစံမျိုးပြောင်းကြည့်လို့ရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတာ